ဒီမျိုးသမီးဟာသူ့ကလေးကားထဲမှာရှိနေတဲ့အချိန်မှာပဲကားကို6နှစ်ထဲတွန်းချလိုက်ပါတယ်လူသူကင်းမဲ့တဲ့ကနာရအလဲမှာတစ်နှစ်ခွဲရွယ်သားငယ်လေးရဲ့လက်စော့မှုကြောင့်ကားရဲ့အဆင့်မြင့်စနစ်ပွင့်သွားပြီးတကားတွေအားလုံးအလိုလျောက်ကျသွားခဲ့ပါတယ်မိခင်ဖြစ်သူကနီးမျိုးစုံနဲ့စူးစမ်းပြီးတကားဖွင့်ပေမဲ့မအောင်မြင်ခဲ့ပါဘူးကြောက်ခဲနဲ့အာကုံထုတာတောင်တန်မဏိထက်မာတဲ့ကားမှန်တွေကအစင်းရပင်မထင်ပဲကားတွေကကလေးကိုပဲလန့်ပြီးငိုသွားစေခဲ့ပါတယ်ဒုတိယနေ့မနက်ခင်းရောက်တဲ့အခါနေပူချိန်ကြောင့်ကားတွေကအပူချိန်ဟာ64ဒီဂရီအထိမြင့်တက်လာပြီးကလေးငယ်ဟာရေတက်ခန်း6ကတတိလစ်သွားပါတော့တယ်မိခိုးနဲ့လှည့်စားဖို့စူးစမ်းပေမဲ့လည်းအဆင့်မြင့်ရာစနစ်ကပိုပြီးတကားတွေကိုပိတ်ပစ်ခဲ့တာကြောင့်မိကိုအမြန်ပြန်ငိမ့်တက်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သားဖြစ်သူရဲ့အသက်ကိုကယ်တင်ဖို့မိခင်ဖြစ်သူဟာယူသွတ်တဲ့လောင်းကြီးတစ်ခုကိုထပ်လိုက်ပါတယ်အဲ့ဒါကတော့ကားကိုအရန်နဲ့တဲ့6ကန်းပါအောက်ထဲတွန်းချလိုက်ဖို့ပါပဲကားကြီး6ထဲလိမ့်ဆင်းသွားတဲ့အချိန်မှာပဲအန်နီယေကိုတိရှိသွားတဲ့ကားရဲ့စနစ်ကအသက်ကယ်လေးအိတ်တွေကိုအလိုလျောက်ဖွင့်ချပေးလိုက်ပါတယ်6အောက်ချိန်မှာတော့ပြုတ်ကျတဲ့အချိန်ကြောင့်ဖုံလုံးကြီးတွေကြားထဲမှာကားကပျောက်ကွယ်သွားခဲ့ပါပြီမိခင်ဖြစ်သူအပြေးလွှားဆင်းလာပြီးကားမှန်တွေကိုရိုက်ပုတ်ကြည့်လိုက်တဲ့အခါမှာတော့ကားစနစ်ဟာအော်ရတက်ပြီးတကားဝပွင့်သွားပါတော့တယ်သားငယ်လေးကိုကားထဲကနေဆွဲပွေပြီးနောက်နေရိပ်အကွယ်မှာခဏအနားယူလိုက်ပါတယ်ခဏအကြာမှာတော့မိခင်ဖြစ်သူဟာဆုံးဖြတ်ချက်တစ်ခုချပြီးကားထဲကိုပြန်ဝင်ထိုင်လိုက်ပါတယ်ကားရဲ့စနစ်ကမောင်းနေရန်လမ်းမရှိဘူးလို့သတိပေးနေပေမဲ့သူမကတော့အတီးပြုတ်ခလုတ်ကိုနှိပ်လိုက်ပါတယ်ပြီးနောက်45ဒီဂရီမတ်ဆောက်တဲ့6ကန်းပါကြီးအတိုင်းကားကိုအစွမ်းကုန်အသက်လူမောင်းတင်ပါတော့တယ်နောက်ဆုံးမှာတော့ရာစနစ်ရဲ့စက်တိုက်သတိပေးတံတွေကြားထဲကနေကြောက်ဆောင်တစ်ခုကိုဝင်တိုက်ရင်းလမ်းမပေါ်ကိုအောင်မြင်စွာရောက်ရှိသွားပါတော့တယ်